皆さんこんにちは。ဒီနေ့ကတော့ဒီ verb ရဲ့ doshi ပေါ့နော်ဂျပန်လိုဆိုရင် doshi ရဲ့ mas form နဲ့ masen deshita အဲ့ဒီစာကြောင်းတွေကိုလေ့လာမှာဖြစ်ပါတယ်။ကဲအဲ့စာကြောင်းရဲ့ဖြည့်ပုံဖြည့်နည်းကိုဆင်မနဲ့အတူတူလေ့လာကြည့်ကြရအောင်နော်။ mas ကကြတော့တီပေါ့နော်။ masen ကမဘူးမလုပ်ဘူးမသွားဘူးမစားဘူး။ masen deshita ကကြတော့မသွားခဲ့ဘူးလို့မစားခဲ့ဘူးအတိတ်ရဲ့အငင်းပေါ့နော်။အဲ့တော့အတိတ် form မှာကျတော့အတိတ် form ဆိုရင် verb ရဲ့အတိတ် form ဆိုရင် mashita ပေါ့ mashita ဆိုပြီးတော့သုံးလို့ရတယ်အတိတ်ရဲ့အငင်းဆို masen deshita နဲ့ပြောမယ်ပေါ့နော်ကဲအခုဖြည့်နည်းတွေကိုတစ်ချက်ကြည့်ကြည့်ရအောင်နော်ဆရာမနဲ့တူတူအဲဆိုရင်1番カラオケに行きますますဆိုတော့ kimas နော် kimasပြီးတော့ bimas nimas အရှိမသူက e line ရှိတာပေါ့နော် mas ဆိုရင်အဲ့တော့1番ကကျတော့ iku ကသွားသည်ဆိုမဲ့သူကကျတော့ dictionary form ဆိုတဲ့အတွက်ကြောင့်1番ကမှားတယ်ပေါ့နော်2番ကကျတော့ ikka ကကြောက်သူကဒီနေရာမှာဗာထည့်ရမလဲ ikka 9ဆိုပြီးတော့ထည့်ရမယ်အငင်းပေါ့နော် ikimasen ဟုတ် ikka 9ဆိုတော့2番ကလည်းမှားပါတယ်3番က ikimas သွားသည်အဲဆိုရင်3番ကအဖြေရမှန်ပါတယ် ikko ဆိုတဲ့ဟာကတော့မရှိဘူးပေါ့နော် ikko ကဲ2番ကိုကြည့်အောင်နော်ဒါအဲ့တော့အဖြေမှန်က3番2番牛乳を何々ますပန်းမို့တာပဲ mas နော်ဒီမှာဆိုတောက်တီကိုပေးထားတယ်牛乳နွားနို့ကိုတောက်မယ်ပေါင်မုတ်လည်းစားမယ်ပေါ့အဲဆိုဒီနေရာမှာစမတို့ကဒီ mas ရဲ့အရှိမသူကဘာလိုင်းလိုက်လဲဆို e လိုင်းလိုက်မယ်ဆိုတဲ့အတွက်ကြောင့် e လိုင်းနဲ့ပတ်သက်တာတော့ကြည့်မယ်ပေါ့နော်မိနော် e ဆိုရင်မိဘီနိရှိချီအဲ့ဒါတွေလိုက်တဲ့အတွက်ကြောင့်1番မှာ nomimas ဆိုတဲ့အတွက်ကြောင့် nomimas ကမှန်တယ်ပေါ့နော်ဒါကကြောင့် dictionary form ဖြစ်တဲ့အတွက်ကြောင့်မှားတယ်ဒါက normal ဆိုတဲ့ဟာမဟုတ်ဘူးပေါ့နော်4番ကလည်းမှားပါတယ်ကဲနံပါတ်3番ကိုကြည့်မယ်နော်明日友達は明日友達は行きますか私はအဲ့တော့တကယ်ချင်းကသွားပြီမဲ့လေကျွန်တော်ကတော့မသွားဘူးဖြစ်ရမယ်ပေါ့နော်ကျွန်တော်ကမသွားဘူးဆိုတော့ဝါတာရှိဝါ行きませんအဲ့တော့ဒီနေရာမှာဗာလဲဆိုဒီနေရာမှာဂါနဲ့ဆက်ထားတွေ့လားအဲ့ဆို A ကလုတ်ပေမဲ့လေပေမဲ့ပေါ့နော်အညီပြောင်းပြန်ဖြစ်ရမယ်ပေါ့ဟိုဘက်မှာဒီဘက်ခြမ်းမှာအရှိမကကြတော့ तू ကဒီသွားမယ်ဆိုရင်အနောက်မှာကြတော့မသွားဘူးအဲ့လိုဖြစ်ရမှာပေါ့နော်စာကြောင်းနှစ်ကြောင်းကဘယ်လိုဆန့်ကျင်ဘက်စာကြောင်းပေါ့နော်အရှိမက positive ဖြစ်နောက်မှာ negative ဖြစ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်ကသွားတငယ်ချင်းကသွားမယ်ကျွန်တော်ကတော့မသွားဘူးဆိုတဲ့ဟာရေးရမှာဖြစ်တဲ့ကြောင့်1番ကကြတော့ ikimas သွားမယ်ဆိုတဲ့အတွက်ကြောင့်1番မှားတယ်2番က ikimasen ဆိုတဲ့အတွက်ကြောင့်မှန်တယ်ပေါ့နော်3番က ikimashita သွားခဲ့သည်ဆိုတော့မှားတယ်ikimas ကဆိုတော့မေးတာဆိုတဲ့အတွက်ကြောင့်4番ကမှားတယ်ပေါ့နော်ကဲဒါဆိုရင်4番ကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်နော်အဲဆိုရင်4番昨日の夜မနေ့ရဲ့ညတုန်းကတဲ့အာမာရီနေမှာစင်တိတ်ပြီးတော့မအိတ်ခဲ့ဘူးအဲ့တော့မနေ့တုန်းကဆိုပြီးတော့ပါတယ်လေမနေ့ကပါတယ်ဆိုတော့အတိတ်ပေါ့နော်မနေ့တော့ဖြစ်ပြီးခဲ့တဲ့အခြေအနေဖော်ပြတဲ့အတွက်ကြောင့်မို့လို့အတိတ် form ဆိုတဲ့အားစမတို့သိသွားပြီပေါ့နော်ဒါဆိုတိတ်ပြီးတော့မအိတ်ခဲ့ဘူးဖြစ်မယ်ပေါ့နော်ဒါဆိုနေမှာစင် dash တာဖြစ်မယ်နော်ဒါက star ဆိုတဲ့ဟာကတော့မလိုက်ဘူး mask ကလည်းမဟုတ်ဘူးပေါ့နော် master ကလည်း4番ကလည်းမဟုတ်ဘူးပေါ့ဒါဆိုゴ番ကိုကြည့်မယ်နော်နီဟောလျောလီဝအာမာရီဂျပန်အစားအစာတွေကအာမာရီဆိုတဲ့စာလုံးပါတယ်ပေါ့နော်တိတ်ပြီးတော့ဘာဖြစ်ရမလဲမစားဘူးလို့ဖြစ်ရမယ်ဂျပန်အစားအသောက်တွေကျွန်တော်ကတိတ်ပြီးတော့မစားဘူးဆိုတဲ့အငင်းပေါ့နော်ဒီအာမာရီပိုင်အနောက်မှာအငင်းလိုက်မယ်ပေါ့နော်အငင်းလိုက်မယ်ပေါ့ negative လိုက်မယ်ဆိုတဲ့အတွက်ကြောင့်ဆရာမတို့ကအငင်းကအဖြေမှန်က3番စကူရီမဆန်မစားဘူးမလုပ်ဘူးမချက်ဘူးပေါ့နော်ဒီမှာဆိုရင်မပြုတ်လုပ်ဘူးဆိုတဲ့အတွက်ကြောင့်စကူရီမတ်ကပြုတ်လုပ်သည်ပေါ့နော်စကူရီမဆန်မပြုတ်လုပ်ဘူးမချက်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာကျတော့ဟင်းဆိုတဲ့အတွက်ကြောင့်မချက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်3番အောင်ထည့်မယ်ပေါ့နော်ကဲဒါဆိုရင်ဒီမှာကျတော့မချက်ဘူးမစားဘူးမဟုတ်နော်ဒါမချက်ဘူးကဲရကုဘန်ကိုကြည့်မယ်ပေါ့နော်ရှီဂေါတိုဝါအစ်ရှီဂေါတိုအလောက်ကတဲ့အစ်ဘယ်တော့နာနီယာဆူမီဒက်စ်ကနားရဲဖြစ်ပါတယ်တဲ့လိုင်းရှုနော်ကဲချူယောပြီးနာနီဒက်စ်
ပေါ့နော်ဒီဟာကကျတော့ကျွန်တော်တို့ particle တွေထည့်ရတဲ့ဟာပေါ့နော်အဲ့တော့ဒီနေရာမှာ isu yasumi desu ka အဲ့တော့ဒီမှာ isu ni yasumi desu ka ဆိုတာတော့မဟုတ်ဘူးပေါ့နော်ကဲနိဗ္ဗာန်ကြည့်အောင်နော်နိဗ္ဗာန် isu ka ဆိုတဲ့ဟာကတစ်ချိန်မှာပေါ့နော် isu ka ဘယ်တော့လဲဆိုတာဖြစ်ပေမဲ့ဒီမှာကကြတော့ကျွန်တော်တို့ကဒါဒီစာကြောင်းအလယ်မှာဖြစ်တဲ့ကြောင့်မို့လို့ isu ka yasumi desu ka ဆိုတာလည်းအဓိပ္ပာယ်မရှိဘူးအဲ့တော့နိဗ္ဗာန်ကလည်းမဟုတ်ဘူးပေါ့နော်လိုင်းရှုတော့ဆမ်းမန်းကိုကြည့်မယ်နော်ဆမ်းမန်းကကြတော့ဒါဒီနေရာမှာ isu made yasumi desu ka ဘယ်အချိန်အထိနားမှာလဲ isu made yasumi desu ka လိုင်းရှုတော့အဖြေကပြန်ဖြေတော့လိုင်းရှုတော့月曜日までですနောက်တစ်ပတ်ရဲ့တနင်္လာနေ့အထိဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်အဖြေမှန်ကစံပန်ဖြစ်တယ်ပေါ့နော်အဲဆိုတဲ့ဟာကသူ့ရဲ့ကြောရှိကကြတော့တို့ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကမတေကကြတော့အထိပေါ့နော်ဘယ်အထိဘယ်အချိန်အထိနားမှလဲဆိုပြီးတော့ပြောတာပေါ့ကဲနာနာပိုင်ကိုကြည့်အောင်နော်ရှကုတိုင်းနာနီရှင်ဂျူကုနာနီယိုကိုဟာမာဒီနေရာရှင်ဂျူကုနဲ့ယိုကိုဟာမာကြတော့သူကနေရတယ်နေရပါတော့ယိုကိုဟာမာကလည်းနေရအဲ့တော့နေရနှစ်ခုစိန်ဆမတို့ခါရမာတယ်အဲ့လိုမျိုးဆက်တာများတယ်ပေါ့နော်ဒါဆိုရင်အဖြေမှန်ဟုတ်မဟုတ်ကြည့်အောင်နော်ရှင်ဂျူကုခါရယိုကိုဟာမာမာတယ်ဒန်ရှာနီနိုရီမတ်ရှင်ဂျူကုကနေပြီးတော့ယိုကိုဟာမာအထိယထာစီးပြီးတော့သွားမယ်ပေါ့နော်ကဲအဲ့ဆိုရင်နောက်တစ်ခုဆက်ပြီးတော့လေ့လာကြည့်မယ်နော်次の映画は何時何々ですかနောက်လာမဲ့ရုပ်ရှင်ကတဲ့နောက်ပြမဲ့ရုပ်ရှင်က何時ですかဘယ်နှစ်နာရီမှာစမှာလဲဒါပေါ့နော်ဘယ်နှစ်နာရီကနေစပြီးတော့ပြမှာလဲဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ရင်何時からですか何時はですかတော့မရှိဘူးပေါ့နော်何時からですかဘယ်နှစ်နာရီကနေစမှာလဲဝါကတီမိုးကကြတော့လဲပဲအိုးကကြတော့ကိုဒါကဆိုရင်မှဘယ်ချိန်ကနေစမှာလဲဆိုပြီးတော့ပြတဲ့အတွက်ကြောင့်မို့လို့အဖြေမှန်ကယွန်ဘန်ပေါ့နော် Q ဘန်ကခုနိုအိုခါရှိဝါဒီမုတ်ကတဲ့နော်နာနီခိုင်မတ်တာကဝယ်ခဲ့တယ်လေနော်အဲ့တော့ဒီနေရာမှာနေရာကိုပြထားတွေ့လားဒီမှာဒိုကိုဆိုတာဘယ်နေရာနော်ဘယ်နေရာမှာဝယ်ခဲ့တယ်လေဒိုကိုနိဒိုကိုတဲ့ဒိုကိုမို့ဘယ်နေရာမှာမှမဝယ်ခဲ့ဘူးဒိုကိုတကယ်လို့ဒိုကိုမို့တုံးမယ်ဆိုရင်ဒိုကိုခါဆိုတဲ့ဟာကတနေရာဟုတ်ပြီနော်ဒိုကိုနီနဲ့ဒိုကိုတဲ့ဒါဘယ်နေရာမှာဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကျွန်တော်တို့ကြည့်လိုက်တဲ့ချိန်မှာဒီမှာခိုင်မတ်တာကားဆိုတဲ့ဟာက तू ကဘာကိုပြလဲဆို action verb ပေါ့နော် action verb လှုပ်ရှားမှုကိုဖော်ပြတဲ့ verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့လှုပ်ရှားမှုရင်ဖော်ပြတဲ့ verb ဆိုရင်ဆရာမတို့ကဒိုကိုဒဲဆိုပြီးတော့သုံးရမယ်နော်အဲ့တော့ခုနိုခါရှိဝဒိုကိုဒဲခိုင်မတ်တာကဒီမုတ်ကဘယ်နေရာမှာဝယ်ခဲ့ပါတယ်လေပေါ့နော်ဒါဆိုရင်ဂျူးဘန်ကိုကြည့်မယ်ပေါ့နော်ခိစာတန်လက်ဖက်ရည်ဆိုင်နာနီဟာနာရှိမတ်တာနော်လက်ဖက်ရည်ဆိုင်မှာစကားပြောခဲ့တယ်ပေါ့နော်ဒါဆိုအချိပန်ကြည့်အောင်အဲ့တော့အချိပန်ကလည်းနှိပဲလက်ဖက်ရည်ဆိုင်တွင်သူကလည်းနေရာဖော်ပြလို့ရတယ်ဒါမှမဟုတ်မှာဘယ်နှစ်နာရီမှာနော်ကားဆိုတဲ့ဟာကကြတော့သူကဟိုဘေမဲ့လည်းပြောလို့ရတယ်ဒါပေမဲ့ခါလေးကြာရင်မှာစကီဒက်watashi wa watashi wa Gyunu ga ski des အဲ့လိုမျိုးအခြေအနေမှာဂျောရှိနေရမှာလဲသုံးတယ်ပေါ့နော်အဲ့လိုမျိုးမှာပေါင်မုတ်ကိုကြိုက်တယ်ကကိုဆိုတဲ့အနေထားမျိုးပေါ့နော်ကျွန်တော်တို့မြန်မာလိုပြန်ရင်တော့ကျွန်တော်ဒီပေါင်မုတ်ကိုကြိုက်တယ်ဆိုတော့ရှိပါပန်က ski des အဲ့လိုမျိုးပန်က ski des အဲ့လိုမျိုးနေရာမှာလဲသုံးလို့ရတယ်ပေါ့နော်ဟိုဗာလဲစာကြောင်းနဲ့ကြောင်းဆက်တဲ့နေရာမှာလဲသုံးလို့ရတယ်ဒီဝါကကြတော့တီပေါ့နော်တီဆိုပြီးတော့သုံးတယ်ပေါ့နော်ဒီနေရာမှာကြတော့နေရာဖော်ပြတယ်ဒေမာတွင်ပေါ့နော်နှိုင်းမာတွင်ဝယ်ဆိုပြီးတော့အဲ့လိုမျိုးမှာသုံးတယ်အဲ့တော့ဒီနေရာမှာဟာနာရှိမတ်တာကကြတော့သူ action ကိုဖော်ပြတယ်ခုနအတိုင်းပဲเนาะလှုပ်ရှားမှုကိုဖော်ပြတဲ့ verb action verb ဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီဟာကိုဒေကိုသုံးမယ်ပေါ့နော်နီးကကြတော့ action ကိုဖော်ပြတဲ့ verb မှာမသုံးဘူးပေါ့နော်ကဲဒါဆိုရင်နောက် video file လေးမှာနောက်ထပ်တခြားပုံစံလေးတွေဖြည့်နည်းလေးတွေဆက်လေ့လာကြည့်ကြရအောင်เนาะဒီနေ့ကတော့ဒီလောက်ပါပဲ
bye bye